အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ကထိုင်းထီကိုဘယ်လိုတိုက်ရမလဲဆိုပြီးတော့မှပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ထိုင်းထီတိုက်မယ်ဆိုရင်ကျွန်တော်တို့ Google မှာတွားပြီးတော့မှ Thai Lottery ဆိုပြီးတော့မှရိုက်ပြီးတော့ရှာလိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြီးခဲ့နေ့တွေကရိုက်ပြီးရှာထားတာဖြစ်ပါတယ်တကယ်ချင်းတော့အဲ့မှာအဲ့လိုလေး Thai Lottery ဆိုပြီးတော့မှရိုက်ပြီးရှာလိုက်မယ်အဲ့လိုရိုက်ပြီးရှာလိုက်ရင်ဒီမှာဆိုရင်မေနှစ်ရက်နေ့ကထွက်ထားတယ်ပေါ့နော်စုကြီးတွေကနန်းတွေအကုန်လုံးပါဝင်တယ်အဲ့အရာတွေကိုလည်းတွားကြည့်လို့ရတယ်ကျွန်တော်တို့ကကြတော့ဒီလာမဲ့16ရက်နေ့မှာထွက်မဲ့ကနန်းကိုတိုက်မှာအဲ့တော့ထီထွက်ပြီးရတဲ့ကျွန်တော်တို့ကအဲ့မှာတွားပြီးတော့တိုက်လို့ရပြီပေါ့နော်တိုက်မယ်ဆိုရင်ဘယ်လိုတိုက်မလို့တော့ဒီဆက်ဘားလေးမှာကျွန်တော်တို့ဒီကိုထိုးထားတဲ့ကနန်းကိုရိုက်ထည့်ပြီးတော့မှအလွယ်တကူတိုက်လို့ရပါတယ်အဲ့တော့ဒါဥပမာနေနဲ့ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ထွက်ထားတဲ့ကနန်းလေးတစ်ခုကိုရိုက်ထည့်ကြည့်လိုက်မယ်ဒီမှာပြီးရဲ့ခောက်ကပေါ့နော်အမြင့်ဆုံးစုကဒီ213388ပေါ့နော်အဲ့တော့ကြောင့်အဲ့လိုမျိုးရိုက်ထည့်လိုက်တာနဲ့သူကဒီမှာကိုဒီဘတ်6တန်းစုပေါက်တယ်ဆိုပြီးတော့မှသူက congratulations ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တခြားကနန်းလေးလည်းရိုက်ထည့်ကြည့်အောင်နော်ဒီမှာဆိုရင်တော့ဒီကနန်းရိုက်ထည့်လိုက်တာနဲ့သူကဒီစုတွေထဲမှာတစုမှမပါဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီလိုမျိုးသူက sorry ဆိုပြီးတော့မှသူကပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်မျိုးရိုက်ထည့်ကြည့်အောင်ထပ်ပြီးတော့နော်ဒီမှာဆိုရင်ပြီးရဲ့ခောက်ကပေါ့နော်ကျွန်တော်တို့ဘတ်2000ပေါက်တဲ့နှလုံးတူရင်နောက်ဆုံးနှလုံးတူရင်ဘတ်2000အဲ့တော့ကျတော့အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်လောက်ရိုက်ထည့်ကြည့်မယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ကအဲ့မှာကိုထိုးထားတဲ့ကနန်းက36နောက်ဆုံးကနန်းက36ပါနေရတဲ့ဒီမှာဘတ်2000ပေါက်တယ်ဆိုပြီးမှပေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုထိုးထားတဲ့ကနန်းတွေကိုအချိန်တစ်ခုချင်းစီလိုက်ပြီးတော့အချိန်ကုန်ခံပြီးတော့တိုက်နေစရာမလိုတော့ပဲနဲ့ဒီ Google Set မှာဒီလိုမျိုးလေးကိုထိုးထားတဲ့ကနန်းကိုရိုက်ထည့်လိုက်တာနဲ့ဒီထွက်သွားတဲ့စုကြီးတွေကပေါ့နော်ဘယ်စုနဲ့ပေါက်တယ်မပေါက်ဘူးဆိုတာအချိန်ကုန်တက်တာပြီးတော့သိရမှာဖြစ်ပါတယ်တငယ်ချင်းတို့အနေနဲ့ဒီမေ16ရက်နေ့ထွက်ပြီးဆိုရင်ဒီလိုမျိုးလေးတွားပြီးတော့မှတိုက်လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အသေးလေးတွေပြီးခဲ့အောင်နော်အသေးလေးတွေအားလုံးကျေးဇူးပါ